မင်္ဂလာပါရှင်အပတ်စဉ်စနေညသတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညဖော်ပြပေးရမယ့်သတင်းတွေမှာတော့ဒီကနေ့ရဲ့တိုက်ပွဲသတင်းဖားကန်လူထုအခြေပြုမူရတိုက်ဖြတ်ရေးအဖွဲ့ရဲ့တိုက်ဖြတ်ရေးလုပ်ငန်းတွေစတင်လှုပ်ဆောင်နေတဲ့သတင်းစစ်ကောင်စီတပ်တွေကမိုက်ကြံရမြို့တွင်လက်နက်ကြီးပစ်ခတ်တာကြောင့်ပြည်သူ့ဦးထိခိုက်မှုရှိတဲ့သတင်းနဲ့တခြားစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတွေကိုတင်ဆက်တော့ပါမယ်။ကျွန်မကရှင်းမုံပါKIA တပ်မဟာ9တပ်ရင်း16နေမြေတော့ဖုံးတင်ကအနီးဝန်းကျင်မှာစစ်ကောင်စီစစ်ရေးလှုပ်ရှားလာတဲ့အတွက် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ရကနေဒီမနက်မှာတိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ခလာရ140နှစ်တပ်ရင်းကခါယာဘုံဖက်ကိုရိတ်ခါစစ်လက်နက်တွေစစ်ကား18စီးနဲ့တေဆောင်လာတဲ့စစ်ကြောင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီရဲ့စစ်ကြောင်းကို KIA တပ်ရင်း16နဲ့ပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီးတော့လိုက်စာမြို့ဘက်ကိုလည်းလက်နက်ကြီး10ကြိမ်ထပ်မံရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အခုတလောလိုက်စာအနီးဝန်းကျင်တွေမှာစစ်ကောင်စီဘက်ကစစ်ရေးလှုပ်ရှားတာတွေပြန်လည်လှုပ်ဆောင်လာတဲ့အတွက် KIA နဲ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ဖားကန်လုံခင်းလူထုအခြေပြုမူရတိုက်ဖြတ်ရေးအဖွဲ့တွေအနေနဲ့မူရတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုအချိန်ပြည့်ပြန်လည်လှုပ်ဆောင်သွားမယ်လို့လုံခင်းမူရတိုက်ဖြတ်ရေးကော်မတီစီကနေသိရပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာကိုဗစ်အရေးနဲ့နိုင်ငံရေးအမျိုးမျိုးကြောင့်မူရတိုက်ဖြတ်ရေးလုပ်ငန်းတွေထိရောက်စွာမလှုပ်ဆောင်နိုင်ခဲ့ပဲမူရစေရောင်းဝယ်တုံးဆွဲသူတွေပုံမများလာပြီးတော့ခိုးမှုလူရမှုနဲ့လူတက်မှုတွေပိုများလာတယ်လို့ဖားကန်လုံခင်းကဒေသခံတယောက်ကပြောပါတယ်။ဖားကန်မြို့နယ်မှာစစ်ကောင်စီတပ်တွေမကြာခဏစစ်ရေးလှုပ်ရှားတာထိုးစစ်စင်တာတွေပြုလုပ်နေတာကြောင့်ပြည်သူတွေသွားလာရေးခက်ခဲတာတွေတမကမူရတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုလည်းထိရောက်စွာမလှုပ်ဆောင်နိုင်ခဲ့ဘူးလို့သိရပါတယ်။မူရတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုနီလန်းအမျိုးမျိုးနဲ့လှုပ်ဆောင်ခဲ့ပေမဲ့စစ်ကောင်စီရဲ့အနောက်ရှက်ပေးမှုတွေကြောင့်ထိရောက်အောင်မလှုပ်ဆောင်နိုင်ခဲ့ဘူးလို့လည်းသိရပါတယ်။အခုလိုအခက်အခဲတွေကြားကနေမူရတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုဘယ်နည်းနဲ့မဆိုအရှိန်တိုးမြင့်ကလှုပ်ဆောင်သွားမယ်လို့ဆွေးနွေးခဲ့ကြကအစတင်အကောင့်ထေဖော်နေတဲ့အကြောင်းသတင်းထောက်အမွန်းကပေးပို့ထားပါတယ်။ရောယုံတောင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကဒီဇင်ဘာ15ရက်နေ့နေ့လယ်17နာရီအချိန်လောက်မှာမိုက်ကြံရမြို့တွင်းကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့်ပြည်သူ့ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တချို့ပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။လက်နက်ကြီးအတန်တွေကြောင့်ကျောင်းတက်နေတဲ့ကျောင်းသူကျောင်းသားတွေစာမပွဲဖြေဆိုနေတဲ့ကျောင်းသူကျောင်းသားတွေထိတ်လန့်ပြေးလွှာပုန်းခိုခဲ့ကြရတယ်လို့မိုက်ကြံရန်ကကျောင်းသူတယောက်ကပြောပါတယ်။မိုက်ကြံရန်မြို့အနီးဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့စစ်ကောင်စီဘက်ကပြည်သူတွေရှိတဲ့မြို့ရွာတွေဘက်ကိုရည်ရွယ်ချက်ရှိနဲ့လက်နက်ကြီးပစ်ခတ်နေခြင်းဖြစ်တယ်လို့မြို့ခံတွေကဆိုပါတယ်။အခုလိုစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံတွေစိုးရိမ်ထိတ်လန့်နေကြရတယ်လို့သိရပါတယ်။မနေ့ဒီဇင်ဘာ15ရက်နေ့မှာခါယာဘုံနဲ့ဘုံရဲဘုံမှာတပ်ဆွဲနေတဲ့စစ်ကောင်စီတပ်ကနေ120မအဝေးပစ်လက်နက်ကြီးတွေနဲ့မုံလိုက်ခက်လမိုင်းရံမိုက်ဆောက်ပါတွေဖက်ကိုအကြိမ်20ကျော်ပစ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။ကုန်စိမ်းနှုန်းတွေနဲ့စီစေးဟာတစ်နေ့ထက်တစ်နေ့ထိုးတက်နေတာကြောင့်မြစ်ချနာဘူတာကိုပြေးဆွဲနေကြတဲ့ကားသမားတွေရတဲ့တဲ့လောက်အမျက်မကြမ်းဖြစ်ရတယ်လို့ကားသမားတွေကပြောပါတယ်။ခရီးတစ်ခေါက်သွားမှ3-4တောင်းဝဲမြတ်တယ်လို့ကားသမားတွေကဆိုပါတယ်။မြစ်ချနာမြို့မှာနိုဝင်ဘာလအစက9273စီတလီတာကို2300ကျပ်ရှိခဲ့ပြီးလှလေလောက်မှာတော့တလီတာကို3500ကျပ်ထိဈေးတက်သွားရုံမကစီကိုလည်းအကန့်အသတ်နဲ့ဝယ်ယူရတာကြောင့်ကားသမားတွေအခက်ကြုံရတယ်လို့သိရပါတယ်။အခုချိန်ထိမြစ်ချနာမြို့နယ်အတွင်းမှာစီကိုလိုတလောက်ဝယ်လို့မရပဲစီဆိုင်တွေကနေဆိုင်ကယ်တစ်စီးကို3000ဖိုးတာထည့်ပေးတယ်လို့သိရပါတယ်။ကားသမားတွေအနေနဲ့စီစေးကြောင်တစ်မျိုးစီဝယ်မရတာကတပုံအခက်ကြုံတွေ့နေရရုံမကကားပြင်စရိတ်လည်းများတာကြောင့်ကားမောင်းအလုပ်ဆက်လုပ်ဖို့တော့မဖြစ်နိုင်ဘူးလို့ကားသမားတချို့စီကသိရပါတယ်။မြစ်ချနာဘူတာအိုလန်းဟာ10နာရီလောက်မောင်းရပြီးရန်ဖန်ရန်ခါစစ်ရေးအခြေအနေတွေကြောင့်လမ်းမှာညအိပ်ရတာတွေလည်းရှိတာဖြစ်ပြီးအခုတော့ခက်ခဲမျိုးကြားကထင်တဲ့လောက်အမျက်လေးမရရှိပေမဲ့ခီးသည်တွေအတွက်စဉ်းစားပေးပြီးတော့ကားမောင်းနေကြတာဖြစ်တယ်လို့ကားသမားတွေပြောပြချက်အရသိရှိရပါတယ်။ရှမ်းပြည်မိုက်ကင်ကျရွာအနီးမှာပြည်သူ100ကျော်စစ်ပေးသိမ်းရှောင်လာတာကြောင့်နေစရာနဲ့အစားအသောက်အရေးတကြီးလိုအပ်နေတယ်လို့သိရပါတယ်။အခုချိန်မှာတော့စစ်ရှောင်လာတဲ့ပြည်သူတွေဟာလူမှုကူညီရေးအဖွဲ့ကနေကူညီထားတဲ့မိုးကာတဲတွေမှာခိုလုံနေရတယ်လို့သိရပါတယ်။စစ်ပေးသိမ်းရှောင်လာတဲ့သူတွေထဲမှာအသက်ကြီးသူတွေလည်းပါတာကြောင့်ဆေးဝါးနဲ့အာဟာရရရှိတဲ့အစားအစာတွေလည်းလိုအပ်နေတယ်လို့လူမှုကူညီရေးအဖွဲ့ကပြောပါတယ်။
သတင်းတင်ဆက်မှုပြီးဆုံးတော့ပါပြီအပတ်စဉ်စဉ်နဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်